ကျွန်တော်တို့အားလုံးဟာ happy ending ဆိုတဲ့ပျော်ရွှင်စရာအဆုံးသတ်တစ်ခုကိုပဲငေးမြော်ရင်အသက်ရှင်နေကြတာပါဒီဘွဲ့ရရင်ပြီးပြီဒီယာရူးရလိုက်ရင်ပြည့်စုံပြီဒီလူနဲ့လက်ထက်လိုက်ရရင်အားလုံးပြီးပြည့်စုံသွားပြီလို့ကိုအမြဲပြောခဲ့ကြတယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒီနေရာကိုရောက်သွားတဲ့အခါမှာတင်ဘာကြောင့်ရုတ်တရက်ဟာတာတာကြီးခံစားလိုက်ရတာလဲမျောလင့်ထားသလိုဘာလို့ထာဝရမပျော်ရွှင်နိုင်တာလဲအဖြေကတော့ရှင်းပါတယ်ဘဝဆိုတာအရောက်သွားရမယ့်ပန်းတိုင်တစ်ခုတည်းမဟုတ်ပဲတင်အခုဖြတ်သားနေရလဲဇလန်းကိုယ်တိုင်ဖြစ်နေလို့ပါပဲကျွန်တော်တို့ဟာပန်းတိုင်တစ်ခုကိုယူယူမူမူလိုက်ခဲ့ကြတယ်အဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက်လက်ရှိအချိန်ရဲ့ပျော်ရွှင်မှုတွေကိုစတေးခဲ့ကြတယ်နာကျင်မှုတွေကိုအောင့်အီးခဲ့ကြတယ်ဒါပေမဲ့ပန်းတိုင်ရောက်တဲ့အခါခံစားရတဲ့ပျော်ရွှင်မှုကရက်ပိုင်းဒါမှမဟုတ်နာရီပိုင်းလို့ပဲကြာတတ်ပါတယ်အဲ့ဒီနောက်မှာရုတ်တရက်ခံစားရတာကဒါပဲလားဆိုတဲ့ဟင်းလင်းပြီး emptiness ကြီးပါပဲအမှန်တော့အဲ့ဒီအဆုံးသက်ကိုရောက်ဖို့တင်စူးစမ်းခဲ့ရတဲ့ရုန်းကန်ခဲ့ရတဲ့နေ့ရက်ပေါင်းများစွာကမှတင့်ရဲ့တကယ်ဘဝပါအဆုံးသက်ရလက်တစ်ခုတည်းကိုပဲတန်ဖိုးဖြတ်ပြီးကြံတဲ့နေ့ရက်တွေကိုလစ်လူရှုလိုက်ရဲ့တင့်ဘဝရဲ့အနှစ်သာရအရှိဆုံးအပိုင်းအစတွေကိုတင်လွဲချော့သွားပါလိမ့်မယ်လူတစ်ယောက်ကသူ့ဘဝအကြောင်းပြန်ပြောပြတဲ့အခါဘယ်နည်းမှအောင်မြင်သွားတယ်ဆိုတာလောက်နဲ့တင်ဇလန်းကိုဘယ်တော့မှမပိတ်လိုက်ပါဘူးတကယ်တမ်းလူတွေစိတ်ဝင်စားစွာနားထောင်ကြတာကတင်ဘလို့ခက်ခဲစတင်ခဲ့လဲလမ်းမှာဘလို့အမားတွေလုပ်မိခဲ့လဲဘလောက်လဲကြခဲ့ခင်မဲဘလို့ပြန်ထနိုင်ခဲ့တယ်လဲဆိုတာတွေကိုပဲအားရပါစွာပြောပြကြတာပါတန်ဘူးရှိတာကအောင်မြင်မှုရလက်ကြီးမဟုတ်ပဲအဲ့ဒီဇလန်းတစ်လျှောက်တင်ဘလို့လူမျိုးဖြစ်လာခဲ့လဲဆိုတာပါပဲတင်ရရှိလိုက်တဲ့စုပလားထက်အဲ့ဒီစုပလားကိုကင်မြောက်နိုင်ဖို့ပြောင်းလဲလာခဲ့တဲ့တင်ရဲ့စိတ်ဓာတ်ကပိုပြီးခိုင်မာတောင့်တင်းပါတယ်တင်ငန်းစာတွေရုန်းကန်ရမှုတွေဟာတင်ဇလန်းတွေကနှောက်ယှက်နေတဲ့ feeling တွေမဟုတ်ပါဘူးအဲ့ဒီအခက်ခဲတွေကပဲတင်ဘဝဇာတ်ကြောင်းကိုပိုပြီးစိတ်ဝင်စားစရာကောင်းစေတာပါကြီးထွားမှုဆိုတာအဆုံးသတ်မှရရှိတဲ့လက်ဆောင်မဟုတ်ပါဘူးဇလန်းတစ်လျှောက်လုံးဖြတ်တန်းရင်းငိုရင်းရဲရင်းနဲ့တိတ်စီမှာတဖြည်းဖြည်းပေါက်ဖွာလာတဲ့အရာသာဖြစ်ပါတယ်အခက်ခဲမရှိတဲ့ဇလန်းဟာဖတ်ရတာတင်းစရာကောင်းသလိုချောမွေ့လွန်းတဲ့ဘဝလည်းတင်ငန်းစာမဲ့နေတတ်ပါတယ်ဒါကြောင့်မို့လို့ပျော်ရွှင်စရာအဆုံးသတ်ကိုပဲမျက်စိဆုံးမိတ်စောင့်ဆိုင်နေမယ်မဟုတ်ပဲအခုလက်ရှိကိုတန်ဖိုးထားဖို့ကျွန်တော်တို့သင်ယူကြရအောင်မနှက်ဖြန်ကြမှာနောက်နှစ်ကြမှာပျော်ရမယ်စားဒီနေ့သင်ရေမောက်လိုက်တဲ့အပြုံးဒီနေ့သင်ခံစားရတဲ့ငင်းချမှုဓမ္မမဟုတ်ဒီနေ့သင်ကြောဖြတ်နေရတဲ့ရုန်းကန်မှုဒါအားလုံးဟာသင်ဇလန်းစာအုပ်ထဲကအတိတ်ပဲအရှိဆုံးအခန်းတွေဖြစ်ပါတယ်ဒီအခိုက်အတန့်တွေကိုမှတ်တမ်းတပါခံစားပါပြီးတော့တန်ဖိုးထားပါဘဝဆိုတာပန်းနိုင်စီဥတီနေတဲ့လမ်းတစ်ခုမဟုတ်ပါဘူးကျွန်တော်တို့တူးချင်းစီကိုယ်တိုင်ရေးဆွဲနေတဲ့ခန္ဓာထဲဝါတဲ့ဇလန်းတပုဒ်တာဖြစ်ပါတယ်ဒါဆိုရင်တင့်ရဲ့ဇလန်းထဲမှာတော့ဘယ်အခန်းကတင့်အတွက်အရေးကြီးဆုံးဖြစ်ခဲ့လဲသင်ခန်းစာတွေပေးခဲ့တဲ့အခန်းလားဒါမှမဟုတ်အခက်အခဲဆုံးအချိန်မှာအားတင်းပြီးကြော်ဖြတ်ခဲ့တဲ့အခန်းလားကောမန့်မှာကျွန်တော်နဲ့အတူမျှဝေပေးခဲ့ပါအောင်အခုလိုဘဝအတွက်စိတ်ခွန်အားဖြစ်စေမဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုခြင်းတဲ့ဆိုရင်တော့ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အဆုံးသက်ကိုတည်းစိတ်မပူပါနဲ့ဒီနေ့သင်ရေးဖွဲ့နေတဲ့ဇလန်းကိုပဲအကောင်းဆုံးနဲ့အလှပဆုံးဖြစ်အောင်ဖန်တီးလိုက်ပါအားလုံးပဲကိုယ်ဇလန်းကိုတန်ဖိုးထားနိုင်ကြပါစေ